အားလုံးပဲမင်္ဂလာပါခင်ဗျာဖြည့်စွက်စာရတာ project ရဲ့2025ခုနှစ်စက်တင်ဘာစုငွေများဖြင့်အောက်တိုဘာလအတွင်းမှာတရားလူတန်းခဲ့ကြတဲ့မှတ်တမ်းဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ project လေးမှာပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ project page Facebook Messenger ကနေဖြစ်စေ TikTok ကောင်ကနေဖြစ်စေလာရောက်ဆက်သွယ်ပါဝင်လူတန်းလို့ရပါတယ်ခင်ဗျာ2024ခုနှစ်စက်တင်ဘာ1ရက်နေ့မှာစတင်ခဲ့ပြီးတော့2025ခုနှစ်စက်တင်ဘာ1ရက်နေ့မှာတနစ်တီပြည့်မြောက်သွားပြီဖြစ်ပါတယ်ခင်ဗျာတနစ်တာကာလအတွင်းအကျိုးပြုထောက်ပံ့လူတန်းခဲ့တယ်လို့ရှေ့လျှောက်ပြီးတော့လည်းဆက်လက်လူတန်းထောက်ပံ့သွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဗီဒီယိုလေးကိုကြည့်ရှုခံစားရင်အပြုံးပီတီလေးများရယူလိုက်ကြရအောင်ခင်ဗျာကျေးဇူးတင်ပါတယ်咱们要上班都不得了，我老是弄过来的，打不打你？
ဆောင်တွေ